ချင်းနဲ့ပတ်သက်လာရင်ငါကဟန်ဆောင်မှုကင်းပြီးစစ်မှန်တော့ပဲတန်ဖိုးထားတယ်ပြီးပြေဆုံးနေတာထက်တယောက်နဲ့တယောက်ချမှာပွင့်လင်းရိုးသားပြီးစစ်မှန်တဲ့ဆက်ဆံရေးမျိုးကိုပို့ပြီးလေးထားတယ်အချစ်ကိုအပျော်သဘောမဟုတ်ဖဲအနှစ်သာရရှိတန်ဖိုးထားတဲ့သူဆိုတော့ငါရဲ့စစ်မှန်တဲ့ချစ်တွေနဲ့တကယ်ထိုက်တန်တဲ့သူမျိုးကိုသာစောင့်မျှော်နေတာကသဘာဝကျပါတယ်ငါလိုစိတ်ထားမျိုးရှိတဲ့သူကဘယ်တော့မှဖြစ်တယ်လို့ပေါင်းဖက်မှာမဟုတ်ဘူးငါရဲ့ရိုးသားဖြူစင်မှုကိုတန်ဖိုးထားတဲ့လူမျိုးနာသာတူတူလက်တွဲချင်တာဒီလိုရှာတွေ့ဖို့မျှော်လင့်နေတာကလည်းငါရဲ့ကိုယ်ပိုင်စံနှုန်းနဲ့ရည်တည်ချက်တစ်ခုပါပဲငါဘဝနဲ့ဝင်လာမဲ့သူကတော့ငါအတွက်ကောင်းဆုံးအမတ်တရားတွေယူဆောင်လာမဲ့သူဖြစ်မှာပါ